ဒီနေ့တော့ပတ်တူးလေးတွေပါမယ်ဆိုတော့တော့ထားတယ်မီပေါ့နော်ကဲအဲ့ဆိုလို့ရှင်တင်ပေးလိုက်ပါမယ်ဟိုင်းဒီနေ့တော့မနက်မိုးလင်းပြီဆိုတော့မနက်မိုးလင်းပြီဆိုတော့ငါဒီနေ့ဘာလို့ရင်ကောင်းမလဲဘာလို့ရင်ကောင်းမလဲလို့သိသွားပြီငါဒီနေ့ပန်းချံလားကစားကွင်းလည်းမသိသွားမယ်ခုဆိုရင်တော့လိုက်ကြပြီဝယ်စားလိုက်မယ်ငါဝယ်စားလိုက်ပြီဆိုလို့ရှိရင်တော့ငါဝယ်စားလိုက်ပြီဆိုလို့ရှိရင်ငါကစားကွင်းသွားမယ်ကဲကစားခွင့်ရောက်ပြီတော့မယ်ကျန်လိုက်တာအတန်တန်ကြောက်ဝေါမိုင်းတော့မမီးဖို့မြန်စီလို့ရတယ်စီတော့โอเคဘာပြောလိုက်တာလဲမသိဘူးမာနီးပြီတာတီဘေးကစားလို့မရဘူးအမစားလို့မရလည်းစားဖို့ဟိုလေးတော့ကြည့်လိုက်မယ်ကျွန်မဖြစ်ပြီလားမတော်ခုံနေဆိုမှကျွန်တော်ခုံရခုံ3 minutes တောင်းကြဖို့ဘယ်မှာဖို့အဲ့တဖို့ပဲစီလိုက်တော့မနော်ဟုတ်ကဲ့ဖို့ပါခဏနော်စကားတော့မပြောပြရလို့ဆိုတော့ဘောနော်ဖို့ပါတကူ view ခိုင်းလို့ပါခဏနော်3 မိနစ်စောင့်ပြီးတော့3 မိနစ်ဟောဘယ်လိုတွေ့တော့ဘယ်လိုတွေ့တော့အတားပြောလားနင်ဟွာကဲလာပြီနော်အဝေးရက်ပြန်မသိအပြင်ရက်အိုးကဲဟိုင်းကြတော့မှာပဲ
မျက်စိကကန်းနေရတယ်ဆိုရေးရပါဒီမှာကန်းနေဒီမှာမျက်မှန်တက်ဒီဟုတ်ကဲ့နော်ကဲအဲ့လိုရှင်တော့ပြီးသွားပြီအဝေးစားလိုက်အောင်မယ်အဲ့ဆိုရှင်တော့အခုမှ9 နာရီပဲရှိသေးတာဒီဥစ္စာအိမ်နဲ့စောက်အောင်ပါပဲ9 နာရီအောင်ထိုးသွားပြီပဲငါအိမ်စောက်တာလေဒီလိုဝင်ပြီးတော့လိုက်ကချမယ်ပြီးဒီမီးဥစ္စာညလည်းတုံးမှောင်နေပြီပဲကားတွေရောရှင်လောက်ကားပါဟိုကပေးအောင်ကဲငါဟိုကလောက်ပြီးသွားပြီဆိုတော့ဒီမှာထွက်လို့ရတယ်နော်အဲ့ဘယ်လိုလုပ်ရလဲပြမယ်ဦးမနော်ခဏနော်ပြဒီတဲ့ဒီ3ချောင်းလေးနှိပ်ပြီးတော့အဲ့ IPROPS ဆိုရအဲ့နှိပ်ပြီးအမအော်ထဲမှာမနှိပ်နဲ့အဲ့ဒီလို့ဒီ effect ကဒီအရှိရဟာပြောကြတော့အဲ့မှာဘောဆိုကြီးအဲ့လေးနှိပ်လိုက်ပြီးတော့ရှင်ရင်ဒီမှာသမီးပြနော်အဲ့လိုအဲ့ရောလေးနှိပ်ပြီးသွားလို့ရှိရင်အဲ့မှာဒီရှိရမလို့ဒီအရှိတက်တဲ့ဟာဒီဘက်မှာဒီမှာသမီးခုနှိပ်တဲ့ဟာလေးအဲ့လိုမျိုးလေးလှုပ်ပေါ့နော်အဲ့လိုမျိုးလေးလှုပ်ပြီးတော့ဒမိုးလေးလှုပ်လို့ရရပေါ့နော်အဲ့လိုမျိုးကျေးဇူးပါနော်ကဲအဲ့ဆိုရင်သမီးဆက်လိုက်ပါဦးမယ်ငါတက်ချက်နေကဲချက်နေဒီမျိုးကြက်ကြော်နဲ့စားမယ်ရေကြက်ကြော်နဲ့သမီးတူနဲ့ပဲစားမယ်တော့ကောင်းလိုက်တာဒီနေ့ကငါချက်ထိုင်ဟာရမ်းစက်ကောင်းတာနေ့ဖြစ်ကြရင်ကြောင်းတက်ရတော့မယ်ရေကဲကုန်ပါပြီဟောငါဘယ်နေသိအောင်မယ်သိမ်းသွားပြီဆိုလို့ရှိရင်ငါအိတ်တော့မယ်ကဲအားမကျေးဇူးတင်ပါတယ်ဘက်တရီတင်ပေးမယ်နော်တတာ